ทุกวันนี้เนี่ยสอนกันให้เรียนให้รู้มากกว่าเรียนให้ทำเรียนให้จำมากกว่าเรียนให้คิดไม่รู้จักผลิตคิดแต่จะบริโภคภาษาไทยมันคล้องกันดีแต่พม่าจะคล้องจะคู่ดูโรရဲ့ဟောနော်ดูโรရဲ့ดูโรရဲ့ဟောပေါ့ดูโรရဲ့ပညာရေးစနစ်ကပါလဲဆိုတော့ဒီတိအောင်တော့တင်ပေးတယ်ဒါပေမဲ့လှုပ်ဖို့ဆိုတာတိတ်ပြီးတော့မတင်ပေးဘူးပေါ့ပြီးတော့မှတ်မိအောင်တင်ပေးတယ်ဒါပေမဲ့စဉ်းစားတတ်အောင်မတင်ပေးဘူးပေါ့နောက်တစ်ခုကလူတွေကအဲ့လိုမျိုးလှုပ်တော့ပါဖြစ်လာလဲဆိုတော့ဒီကိုထုတ်လုပ်ဖို့ကမလို့နော်ကိုအကွက်တွေကိုလှုပ်ဖို့ကတိတ်ပြီးတော့ဥစားမပေးတော့ဒါပေမဲ့ဝယ်ယူသုံးဆွဲဖို့ပဲဟိုစဉ်းစားကြတယ်ပေါ့ဟိုစင်ပြေလားမသိဘူးသူထိုင်းကတော့ဒီစကပုံလိုမျိုးသူရေးထားတော့နော်တအားလာတယ်เพราะทุกวันนี้มันสอนอัดแต่ความรู้ไปแต่ออกจบมาแล้วทำอะไรไม่เป็นเลยมันมีแต่ความรู้แต่ไม่รู้ว่าทำยังไงบางทีจบวิศวะขันน็อตตัวนี้ไม่ค่อยถูกเลยส่วนใหญ่การศึกษาทุกวันนี้มันเป็นแบบนั้นအဓိကခုခေတ်ပညာရေးကဘာဖြစ်လဲဆိုတော့တချို့လူတွေကဒီဟာပေါ့ကျောင်းပြီးတာလဲဘာမှမလုပ်တတ်တာရှိရပေါ့တချို့ engineer ပြီးလာတဲ့အချိန်မှာဒီနတ်လေးတစ်ခုဟိုလဲဖို့တွက်တော့မှခက်ရင်းနေတဲ့ဟိုပေါ့နော်အခြေအနေလေးမျိုးရောက်နေတယ်ပေါ့นี่การศึกษาของพวกเราเนี่ยในความเห็นของพ่อครูเนี่ยทุกวันนี้วงการศึกษาในเมืองไทยนี่ล้มเหลวนะบอกได้เลยว่าล้มเหลวแล้วก็เป็นเรื่องที่น่าเป็นห่วงหมายถึงภายนอกนะไม่ใช่หมายถึงพวกเรานะการศึกษาของเราพวกเราทุกวันนี้เนี่ยมันล้มเหลวเพราะว่าการศึกษาไม่ได้มาเน้นให้คนเนี่ยเรียนเพื่อที่ไปทำประโยชน์ให้แก่สังคมมันเรียนเพื่อที่จะเอาความรู้มาแข่งขันกันมือใครยาวสาวได้สาวเอาใครเก่งกว่าก็เอาเพื่อชนะค้าคานเพื่อแข่งแย่งกันมันทำให้สังคมเดือดร้อนครับအခုဒီအပြင်ပါပေါ့နော်ဒီထိုင်းနိုင်ငံမှာရှိတဲ့ဒီဒူရိုရဲ့စနစ်တော့မဟုတ်ဘူးနော်ဒီတကယ်ဟိုပေါ့အဓိကအစိုးရစနစ်ရဲ့ပညာရေးကသူ့မြင်နေဆိုရင်ဒီကြာရှုံးတယ်လို့မြင်တယ်ပေါ့ဘာဖြစ်လို့ဆိုအခုခေတ်ပညာရေးကလူကိုပါတင်ပေးလဲဆိုတော့အကြောင်းပြီးလာပြီဆိုရင်ဒီလူများအတွက်ကိုကြိုးပြုတဲ့အကြောင်းတွေကိုတို့ကမတင်ပေးကြဘူးပါတင်ပေးလဲဆိုတော့ဟိုပြိုင်တိုင်းတင်ပေးတယ်ဥမာငါလက်ရှိငါပူရတယ်ငါအများကြီးလို့ငါပူရနိုင်တယ်ငါတွက်လဲငါရတယ်ပေါ့အများကြီးငါအတွက်ပဲအမျိုးငါအတွက်ပဲစဉ်းစားတဲ့ပညာရေးတစ်ခုဖြစ်တဲ့အတွက်ပေါ့နော်လူစိတ်ထဲမှာဒီထိုင်းနိုင်ငံရဲ့ပညာရေးကြာရှုံးနေပြီးတော့စိတ်ပူစရာလည်းကောင်းတယ်ပေါ့အဲကြောင့်ဟိုအဲ့ပါလေဒီလူမှုတိုင်းဝိုင်းမှာလည်းပြဿနာတွေဖြစ်တာလည်းဒီလိုပုံစံတွေအကြောင်းဖြစ်တယ်ပေါ့การศึกษาทุกวันนี้เนี่ยทำให้คนเห็นแก่ตัวจัดขึ้นแล้วคนที่ได้รับการศึกษาก็จะได้เปรียบคนที่ด้อยโอกาสหรือไม่มีโอกาสได้ศึกษาจะเสียเปรียบมันก็เลยเกิดความเดือดร้อนเพราะมันไม่ช่วยเหลือคิดช่วยเหลือเกื้อกูลกันการศึกษาส่วนใหญ่ทุกวันนี้จึงไม่ได้เป็นประโยชน์เพื่อช่วยเหลือสังคมอะไรมีแต่จะเอาจากสังคมအခုခေတ်ပညာရေးကလူကိုပါတင်ပေးလဲဆိုတကူကောင်းဆန်တဲ့အကျင့်တွေကိုအများကြီးတင်ပေးတယ်ပေါ့အဲ့ဒါကျောင်းပြီးလာပြီဆိုရင်သူဗာလဲအချောင်းပြီးလာပြီဆိုရင်ကိုကျိုးအတွက်ပဲလှုပ်တဲ့လူတွေများလာတယ်ပြီးတော့နောက်တစ်ခုကပညာရေးကောင်းရှိတဲ့လူကသူ့အတွက်ဟိုပါဘောနော်အခွင့်အရေးတွေပိုများတယ်အဲကြောင့်ပညာရေးကောင်းမရတဲ့လူတွေကပညာရေးကောင်းစနစ်ကောင်းနဲ့မတက်လာတဲ့လူတွေကြတော့ဒီသူအခွင့်အရေးတွေအတိုင်းဝိုင်းမှာတိတ်မရှိဘူးအဲကြောင့်အဲ့ပညာတက်တွေကလည်းဒီပညာမတက်တဲ့လူတွေကိုကူညီပေးတဲ့စိတ်ဓာတ်မရှိဘူးအဲကြောင့်အတိုင်းဝိုင်းထဲမှာပြဿနာတွေအများကြီးရှိလာတယ်ပေါ့เพราะฉะนั้นการศึกษาทุกวันนี้มันเรียนมาเพื่อว่าไม่ได้คิดเลยว่าเรียนมาเนี่ยเพื่อคิดว่าเราเนี่ยน่าจะช่วยอะไรสังคมได้บ้างนะแต่กลับเรียนแล้วเป็นภาระแก่สังคมก็ต้องจ่ายต้องมีภาษีให้กับพวกนี้เรียนไปให้เขาไปกอบโกยนะเป็นหมอก็คิดราคาค่ารักษาซะแพงริ้วเลยเป็นนักธุรกิจก็ขึ้นราคาซะริ้วเลยมีแต่จะทำอะไรที่ตัวเองจะได้ประโยชน์แต่ไม่ได้คิดว่าเรียนไปแล้วจะทำอะไรให้เป็นประโยชน์ต่อสังคมแต่คิดแต่จะเอาแต่ประโยชน์มีแต่ความเห็นแก่ตัวนี่แหละเป็นสิ่งที่ทำให้เกิดความเดือดร้อนအခုကျွန်တော်တိုင်းဝိုင်းမှာအများဖြင့်ဒီဘာလို့နော်ဒီပြဿနာဖြစ်နေရဆိုတာလေဒီဘာလို့နော်အခွင့်အရေးအများရှိတဲ့လူတွေကအခွင့်အရေးမရှိတဲ့လူတွေစီကနေပြီးတော့ဒီအခွင့်တွေရတယ်အခွင့်တွေရပြီးတော့သူတို့ရဲ့ဟိုပို့ပြီးတော့ပညာတတ်အောင်သူတို့ကအသုံးပြုလို့ရတယ်ပေါ့သူကပါဥမာပြလဲဆိုတော့ဥမာဆရာဝန်တွေထားလိုက်ပါတော့ဆရာဝန်တွေဆိုရင်လည်းသူတို့ကဆရာဝန်တွေက
သူတို့ဟိုပါနော်တွက်လေးလာဖို့တွက်ပေါ့နော်လေးလာဖို့တွက်ပတ်စံနေအများ300အဲ့ပတ်စံတွေကလည်းတကယ်ဟိုပါနော်ဒီပညာမတတ်တဲ့လူစီကနေလာတယ်သူတို့ပြီးသွားပြီဆိုရင်ဈေးကူးရဲ့အချိန်မှာဈေးတွေအများတောင်းတယ်ပြီးတော့နောက်တစ်ခုကဒီစီးပွားရေးလုပ်ငန်းရှင်တွေဆိုရင်လည်းသူတို့လေးလာတဲ့အချိန်မှာဒီလူများတွေကိုကူညီဖို့ဟိုပါလဲမစင်းစားတော့သူ့အတွက်အကျိုးမြတ်ဘယ်လောက်ရမလဲဆိုတာပဲအများနဲ့စင်းစားတယ်ပေါ့အဲ့ဒါကြောင့်လူမှုတိုင်းဝိုင်းရဲ့ဒီဘယ်လိုမှအချိုးမညီတဲ့ပုံစံပေါ်မှာမူတည်ပြီးတော့ပြဿနာအများကြီးဖြစ်လာတယ်ပေါ့ပညာရေးကလည်းသူတို့အဲ့လူတွေကိုတကူကောင်းဆန်အောင်တအားကြီးဟိုအားပေးလိုမျိုးဖြစ်နေတယ်ပေါ့ การศึกษาของไทยทุกวันนี้ไปเอาอย่างต่างประเทศคือตัดตัวเองเนี่ยออกจากสังคมเลยนะหาทางแต่ทำยังไงถึงจะให้ตัวเองฉลาดขึ้นเอาเปรียบคู่ต่อสู้ให้ได้มากขึ้นบ้านก็อยู่ส่วนวัดบ้านวัดก็อยู่ส่วนวัดโรงเรียนก็อยู่ส่วนโรงเรียนแบ่งส่วนไปเลยไม่มีความสัมพันธ์กันซึ่งต่างกับการศึกษาสมัยโบราณพระก็มาช่วยสอนได้โรงเรียนเป็นสถานที่ศึกษามันผิดไปหมดละมันเปลี่ยนไปหมดเลยมันเลยทำให้สังคมล้มเหลวเพราะการศึกษาอย่างที่เป็นอยู่ทุกวันนี้ဒီထိုင်းနိုင်ငံရဲ့ဟိုဘောနော်ဒီအဓိကပညာရေးကပါပြန်လာတွေ့လဲဆိုတော့သူကနိုင်ငံခြားနေယူလာတယ်ပေါ့နော်အဲ့ဒါသူရဲ့စနစ်ကပါလဲဆိုတော့ဒီတစ်ခုနဲ့တစ်ခုချိတ်ဆက်မှုမရှိတော့သူကပညာရေးကပါဦးစားပေးလဲဆိုတော့အဲ့ကျောင်းသားတရားကိုပို့ပြီးတော့တော်အောင်လုပ်တယ်တော်အောင်လုပ်ပြီးတော့သူကဒီတာဒနာတို့ဒီအိမ်တို့အဲ့ဒါအပိုင်းနေနဲ့ခွဲထွက်ပြီးတော့တခြားနေရာမှာသူ့အနေနဲ့သူနေနေတဲ့ပုံစံပေါ့နော်သူကတခုတည်းဟိုထင်ရှားနေတဲ့ပုံစံလိုမျိုးဖြစ်စေချင်တယ်ပေါ့ဒါပေမဲ့သူတို့ရဲ့စနစ်ကပါလဲဆိုတော့ဒီကျောင်းသားတွေကိုဒီအိမ်ရယ်ပြီးတော့တာဒနာရယ်ပြီးတော့ဟိုပါဘောနော်ကျောင်းရယ်အဲ့ဒါတွေကိုချိတ်ဆက်ပြီးတော့ကလေးတွေကိုဘောနော်ဒီ community ထဲမှာလက်ပတ်ပြီးနေနိုင်အောင်တို့အဲစူးစမ်းတင်ပြီးတဲ့ပုံစံဖြစ်တယ်ပေါ့ဒီပုံစံကဒီရှေ့ခေတ်တုန်းကဟိုပါဘောနော်ဒီပညာရေးပုံสံဖြစ်တယ်ပေါ့ที่สำคัญอันหนึ่งก็คือการศึกษาทุกวันนี้เนี่ยตัดในเรื่องของศีลธรรมจริยธรรมแทบไม่เหลือเลยมันเลยทำให้เด็กทุกวันนี้ไม่มีภูมิคุ้มกันไม่มีภูมิต้านทานหายนะธรรมจากต่างชาติมีมาเท่าไหร่รับหมดกลายเป็นเด็กเหมือนเกาหลีเหมือนดาราแต่งตัวยั่วยวนเสื้อรัดรูปกระโปรงสั้นเหมือนกับพวกดาราพวกยั่วกิเลสนี่คือความหายนะของการศึกษาซึ่งทำให้เด็กกลายเป็นเสียคนไปหมดပြီးတော့ပညာရေးကပါထက်ဆိုးရွားလဲဆိုတော့လေဒီနိုင်ငံခြားစနစ်တွေယူလာတယ်ပြီးတော့နိုင်ငံခြားမှာအားနေပေးလာတဲ့ဒီမကောင်းတဲ့ဟာတွေအကုန်လုံးလက်ခံထားတယ်ဥမာသူပါနေဥမာပြလဲဆိုတော့ဥမာဗာလဲနိုင်ငံခြားမီနီမီမျိုးဝတ်တယ်ဝတ်စားတယ်ပြီးတော့နိုင်ငံခြားမီနီမီတွေပါလို့သူတို့ကလည်းလိုက်လုပ်တယ်ပေါ့အဲ့ဒါပါလဲဆိုတော့ဒီကျောင်းထဲနေပြီးတော့ဒီဘယ်လိုဒီလာနဲ့ပေါ့နော်ဒီလာနဲ့ဟိုတမာတီအဲ့လိုမျိုးပုံစံတွေကိုပြောင်းအောင်လှုပ်ပစ်သွားလို့ပေါ့နော်အဲ့အကြောင်းကလေးတွေကဟိုပါဘောနော်ဒီတချို့လူကလည်းတူလေးတွေဝတ်တယ်ပြီးတော့သူများကိုမျိုးပေါ့နော်ဟိုအေးနိုင်ငံခြားအလုပ်တူမျိုးအားလုံးလိုက်လုပ်တော့ဒီကလေးတွေကပျက်စီးသွားတာလည်းသူအများကြီးတွေ့တယ်ပေါ့အဲပညာရေးကြောင့်ပေါ့နော်เด็กของเราจะไม่เป็นเหมือนอย่างที่ว่ามันเนี่ยของเราจะมีวัฒนธรรมเด็กผู้หญิงจะนุ่งผ้าสิ้นผ้าถุงผู้ชายก็จะมีใส่เสื้อมอห้อมนุ่งกางเกงแบบไทยใหญ่จะเป็นวัฒนธรรมดั้งเดิมของไทยซึ่งเราจะรักษาสิ่งเหล่านี้ไว้ซึ่งไม่เหมือนกับโรงเรียนทั่วๆไปต่างกันมากအဲအကြောင်းမို့ပေါ့နော်ဒီကျောင်းထဲမှာရှိတဲ့ကလေးတွေကလည်းသူဝတ်စားတဲ့ပုံစံလဲပေါ့နော်ဒီရှေ့ခဲလိုမျိုးပဲထမိန်ဝတ်တယ်မိန်းကလေးဆိုရင်ထမိန်ဝတ်တယ်ပြီးတော့ဟိုမျိုးပေါ့နော်ဒီရှည်လေးဝတ်တယ်ပေါ့နော်အဲ့ပါအင်ဂျီရှည်လေးဝတ်တယ်ယောက်ျားလေးဆိုရင်လည်းအင်ဂျီဝတ်တယ်ပြီးတော့ကျွန်တော်ရှမ်းပေါင်းပြီးလိုမျိုးပေါင်းပြီးလိုမျိုးဝတ်တယ်ဒါကသူတို့ရဲ့ရှေ့ခေတ်ကလေးကဝတ်လာတဲ့ဝတ်စားပုံစံတွေကိုပြီးတော့ယဉ်ကျေးမှုတွေကိုအားလုံးထိမ့်သိမ်းပေးတယ်ပေါ့จะเปิดโอกาสให้ซักถามว่าใครสงสัยอะไรยังไงถ้าจะให้พูดไปได้เยอะนะเรื่องของการศึกษานี่มันเยอะนะแต่ว่าเรามาพยายามแก้เท่าที่เราสามารถทำได้แต่ก็ดีขึ้นเพราะว่าเรามาเน้นเรื่องของคุณธรรมเรื่องของจริยธรรมเนี่ยเป็นหลักသူကဆက်ပြောရင်ပေါ့နော်ဆက်ပြောရင်ဒီတနေ့ကုန်ပြောလဲမပြီးဘူးအဲအကြောင်းအဓိကအဖြစ်သူပညာရေးနဲ့ပတ်သက်တာပြောစားရင်အများကြီးပဲပေါ့နော်အဲအကြောင်းကျွန်တော်တည်ရှင်တဲ့ဟာကြီးစိတ်ထဲမှာရှိတဲ့ဟာတွေအားလုံးမေးဖို့မနော်အချိန်ပေးမယ်ပေါ့ဒီဘုံဘုံကြီးရဲ့ကြောင်းပါပါနော်ဆရာမတွေဘယ်လောက်ရှိတယ်မလဲมีครูกี่คนครับอ๋อที่นี่ครูก็ประมาณ10กว่าคนนะแล้วก็มีนักบวชช่วย
อยากทราบเหตุผลที่ทำไมครูไม่ได้ค่าจ้างแล้วมาช่วยงานแบบนี้คือเหมือนเราให้เขาชักเขาเรียกว่าคือจะใช้คำว่าชวนมาทำแบบนี้ คืออันนี้มันเป็นเรื่องของการฝึกการเสียสละเพราะว่ามาอยู่ที่เนี่ยเราเหมือนมาอยู่กันแบบครอบครัวแล้วเนี่ยเขาไม่จำเป็นต้องใช้เงินเลยนะเขาไม่ต้องเป็นใช้เงินเลย เพราะที่นี่จะซื้อจะกินจะอะไรจะอยู่จะหลับจะนอนจะอะไรเรามีให้หมดนะเขาเรียกสาธารณโภคีจะใช้อะไรก็เบิกได้ ถ้าไปมีเงินเดือนมันเหมือนกับเขามาทำเพื่อได้รับแค่ผลตอบแทนไม่ได้ฝึกการเสียสละอะไรนะซึ่งอันนี้เป็นเรื่องลึกซึ้งเพราะครูที่นี่เขาเป็นครูอาสาเขาสมัครใจมาไม่ได้นั่นอะไรนะแล้วไม่งั้นถ้ามีเงินเดือนเดี๋ยวมันจะแข่งขันกันอีกทำไมเก่งเงินเดือนมากทำไมเองเงินเดือนน้อยอะไรต่างๆจะมีเรื่องมีปัญหาเกี่ยวกับเรื่องเงินนี่ไม่จบแต่ถ้าไม่มีซะมันได้มาฝึกการเสียสละด้วยมันเป็นการปฏิบัติธรรมอย่างหนึ่งသူကတရားကျင့်တဲ့ပုံစံလိုမျိုးအနေနဲ့သူကဟွာပေါ့နော်ဒီလေ့ကျင့်ပေးတယ်ပေါ့ဒါလေ့ကျင့်ပေးဆိုတာကိုကျိုးစုမှုအတွက်ပေါ့နော်အဲ့ဒါဆရာဆရာမတွေလေ့ကျင့်ပေးတဲ့ပုံစံဖြစ်တယ်ပေါ့ဒီမှာတရားလာထိုင်တဲ့လူတွေအားလုံးအသုံးပြုဖို့အတွက်အိတ်ဖို့စားဖို့အားလုံးပစ္စည်းအားလုံးကဒီယူလို့ထုတ်ယူလို့ရတယ်ပေါ့နော်ထုတ်ယူရနောက်တစ်ခုကပတ်စံမပေးရတဲ့အကြောင်းရပတ်စံရှိလာရင်လက်ခရလာရင်သူကလူတယောက်ကဒီဟိုကိုကျိုးစုပြီးလှုပ်တဲ့အလုပ်မဟုတ်တော့ဒီဗာလဲဘယ်လိုမျိုးအကျိုးရဖို့အတွက်ပေါ့နော်ဒီတခုခုပြန်ရဖို့အတွက်လုပ်နေခြင်းဖြစ်တယ်ပေါ့အဲအကြောင်းသူတို့ကပတ်စံမပေးဘူးပတ်စံရလာပြီဆိုရင်လည်းအဲကြားထဲမှာဒီရှင်ပြိုင်မှုတွေဖြစ်လာလိမ့်မယ်ပေါ့ဥပမာတချို့ကငါလက်ခနည်းပဲရတယ်မင်းအများရတယ်ဆိုတော့ဒီရှင်ပြိုင်မှုတွေလည်းများလာတယ်ပြဿနာတွေလည်းအများဖြစ်လာမယ်တော့ပတ်စံကြောင်းပေါ့နော်အဲအကြောင်းသူတို့ကဒီမှာဒီကိုကျိုးစွန့်တဲ့ဟိုအကျင့်လေးနဲ့ပေါ့နော်ဒီတရားကျင့်လိုမျိုးလုပ်ပေးတယ်ပေါ့ဒီဟာတော့နည်းသေးစိတ်တယ်အဲအကြောင်းဟိုကတော့ဗာလဲအချိန်လဲယူရတယ်ပြီးတော့လာတဲ့လူတွေကလည်းသူတို့ရဲ့ဘယ်လိုလဲစိတ်နဲ့ပေါ့နော် volunteer စိတ်နဲ့လာတဲ့ဆရာဆရာမတွေများတယ်ပေါ့ဒီဆရာဆရာမတွေပေါ့နော်စီကံဖိုင်းကြဘယ်လိုထိမ့်သိမ့်တယ်လဲသူတို့လာစားမပေးပဲနဲ့စီကံပေါ့နော်ဒီကျောင်းရဲ့စီကံဘာနဲ့ထိမ့်သိမ့်ထားတယ်လဲဘယ်လိုထိမ့်သိမ့်ထားတယ်လဲแล้วก็การเขาเรียกว่าอะไรคือการจะทำให้คุณครูที่มาสอนที่นี่อยู่ในระเบียบคือไอ้การมีกฎระเบียบอะไรพวกนี้อ๋อครูที่นี่เขาเป็นนักปฏิบัติธรรมเขาฝึกเขาศึกษาเรื่องนี้มาอย่างช่ำชองแล้วเขาจะรู้ว่าเขาควรจะปฏิบัติยังไงเขาควรทำหน้าที่ยังไงนะเพราะว่าพวกนี้เขาได้รับการอบรมมาก่อนได้ศึกษาธรรมะกับพวกเรามานานนะเรื่องนี้เป็นเรื่องปกติธรรมดาของเขาเลยအတိကတော့ဒီလာတင်တဲ့ဆရာဆရာမတွေကဒီမှာတရားလာထိုင်ဖူးတဲ့လူတွေများတယ်ပြီးတော့တရားအကြောင်းတွေကိုလည်းပြီးတော့သူတို့ပါလို့တင်ပါမလို့တင်ဆိုတော့လည်းဟိုလေ့လာထားတာလည်းကြာပြီပေါ့နော်အဲအကြောင်းဒီအကြောင်းထဲမှာပါလို့တင်မလို့တင်ဆိုတော့သူတို့အရင်ကတည်းကတည်ပြီးသားပေါ့နော်သူရဲ့ဟောအရင်နေထားတဲ့လူဖြစ်တယ်เรามีประเภทที่เป็นครูประจำที่อยู่ประจำอยู่ที่เนี่ยกินนอนอยู่ที่นี่เป็นญาติธรรมเป็นชาวชุมชนไปหมดเลยเนี่ยส่วนหนึ่งแล้วก็มีครูพิเศษซึ่งอาสามาสอนเป็นครั้งคราวระดับปริญญาเอกปริญญาโทอะไรพวกนี้ก็มีบ้างသူကကျောင်းဆရာတွေက2မျိုးရှိရပေါ့ဒါပထမတစ်မျိုးကဒီဟိုဒီဒေတာထဲမှာရှိရလူဒေတာထဲမှာမဟုတ်တော့ဒီမှာလာပြီးတော့ဟိုမိသားစုတစ်ခုအနေနဲ့လာပြီးတော့နေထိုင်တာဒီ full time ဆရာဆရာမတွေရှိရပြီးတော့တစ်ခါကျရင် volunteer စိတ်နဲ့ဥမာပွဲရပြီးရဲ့လူတွေပေါ့နော်ပွဲရပြီးရဲ့လူတွေပွဲလွန်ပွဲယူမဲ့လူတွေလာပြီးတော့ဒီအချိန်ပိုင်းနဲ့လာပြီးတော့ volunteer အနေနဲ့လာတင်ပေးတဲ့လူတွေလည်းရှိတယ်ပေါ့เมื่อกี้ยกมือဟယ်လိုမင်္ဂလာပါကျွန်တော်သိချင်တဲ့မေခုတော့3-4ခုတော့ရှိပါတော့ပထမတစ်ခုကဒီလိုကျွန်တော်ကြည့်နေခုနနားထောင်နေတော့အခုဒီကျောင်းကအရန်အောင်မြင်နေတယ်ပေါ့နော်ကျွန်တော်မြင်တာပေါ့နော်ဘာဖြစ်ဆိုအပြင်ကလည်းထွက်လာတဲ့ကျောင်းသားတွေလည်းအရန်တော်တယ်လို့ချီကျူးတန်နေကြတဲ့အတွက်ကြောင့်မလို့ကျွန်တော်တိုင်းတာကြည့်ရင်တော့ဟိုကျောင်းဖွင့်တာအရန်အောင်မြင်လို့ကျွန်တော်တောင်းတမိတော့ဒါကြောင့်မလို့ကျွန်တော်သိချင်တဲ့ဟာပါတော့ဆိုရင်ဒီကျောင်းကိုစဖွင့်တဲ့ချိန်လူတွေကိုဘယ်လိုပုံစံနဲ့စတင်ဖွင့်တယ်လဲပေါ့နော်နောက်ဒုတိယတစ်ခုကဒီ best subject တွေပေါ့နော်ဘာသာရပ်တွေကိုဘယ်လိုပုံစံနဲ့တင်တယ်နောက်တတိယမေခွန်းကဘာတော့ဆိုရင်တော့ဒီသူပြောဒီနေ့ပြီးသွားတဲ့ကျောင်းသားတွေရှိတော့ပြီးသွားတဲ့ကျောင်းသားတွေရောဘယ်နှမှာအလုပ်ကြကုန်တုံးပေါ့အဲ့ဒါဘယ်လိုပုံစံနဲ့ဟိုအကျိုးပြုကြတယ်လဲပေါ့အဲ့ဒါကျွန်တော်လည်းသိချင်ပါပထမမေခွန်းကဒီကျောင်းကိုစတင်ဖွင့်ရတဲ့အကြောင်းပေါ့နော်ဒုတိယတစ်ခုကကျတော့ခုနဘာသာရပ်တွေကိုဘယ်လိုပုံစံတင်တယ်ကျောင်းပြီး
แรกก็คือเขาจากที่การฟังตรงนี้เขาเห็นว่าโรงเรียนเนี่ยก็ประสบความสำเร็จมากสำหรับที่ความคิดของเขานะที่อยากทราบคือช่วงแรกๆที่เริ่มที่จะทำเนี่ยคือเราชักชวนคือคนเพื่อที่จะมาทำแบบนี้ได้ยังไงครับคำถามที่สองแล้วก็หลักวิชาที่สอนเนี่ยมีวิชาแบบไหนและสอนยังไงบ้างอย่างที่สามคนที่จบจากโรงเรียนนี้หรือไปเรียนจบมาเนี่ยคือเขาทำงานที่ไหนกันอะไรอย่างเงี้ย จะจำได้หมดไหมเนี่ยนะเอาอันหนึ่งก่อนเอาดีคำถามหนึ่งก่อนว่าชักชวนมายังไงไม่ต้องไปชักชวนเลยมาสมัครเกินกว่าที่เรากำหนดตั้งแต่แรกมาเลยเพราะเขามั่นใจว่าเด็กมาอยู่ที่นี่เนี่ยจะมีคุณภาพเพราะที่นี่เราปฏิบัติธรรมเข้มเขาไม่อยากให้ลูกเขาใจแตกเหมือนอย่างสังคมข้างนอกเพราะนั้นเขาก็อยากให้ลูกเขามาเรียนที่นี่แน่นอนแล้วไม่เสียค่าเราเรียนอะไรเลยฟรีทุกอย่างไม่ต้องไปเรียกร้องไปเชิญหรือไปชวนไปหาที่ไหนมาเลยส่วนใหญ่เป็นลูกหลานญาติธรรมที่เข้าใจพวกเราดีอยู่แล้วเนี่ยเขาก็อยากจะมาเรียนจนมาสมัครอย่างสมมติมาสมัคร100-200 คน300-400 คนเงี้ยเราก็รับได้แค่70-80 คนมันจะเกินกว่าที่เราต้องการด้วยซ้ำไปนี่ข้อหนึ่งนะเอาทีละข้อပထမတော့ဒီကျောင်းစဖွင့်နေချိန်ပေါ့နော်တိတ်ပြီးတော့အခက်ခဲတော့မရှိပါဘာဖြစ်လို့ဆိုတော့ဒီလာတက်တဲ့ကျောင်းသူကျောင်းသားတွေကသူရဲ့ဒီမှာတရားလာထိုင်ဖူးတဲ့လူတွေတာသမီတွေဖြစ်တယ်ပေါ့အဲကြောင့်သူကပါယုံကြည်လဲဆိုတော့ဒီကိုလာပြီးတော့ကျောင်းတက်သွားရင်ဆိုရင်ကလေးတွေကဒီလူမှုတိုင်းဝိုင်းမှာကောင်းလေးနေနိုင်တယ်ပြီးတော့အကျင့်မပြတ်ဘူးပေါ့နော်အဲ့ဒါကိုသူတို့ယုံကြည်တယ်အဲကြောင့်တနေ့ကိုဆိုရင်သူတို့ကဒီလူ200လောက်လာပြီးတော့ဟောပေါ့နော် apply လုပ်တယ်ဒါပေမဲ့သူတို့ရွေးချယ်ပြီးတော့ရွေးချယ်နိုင်တာဒီ80-80လောက်ပဲရှိရပေါ့ပြီးတော့နောက်တစ်ခုကဒီမှာအခမဲ့ဆိုတော့ဒီလာရှင်တဲ့လူတွေကတော်တော်လေးများနေတယ်ပေါ့အဲအကြောင်းသူတို့ရဲ့အကြောင်းလူအကြောင်းသားရဲ့ဟိုပါပေါ့နော်ဒီစပြီးတော့ဟိုပါပေါ့နော်စတင်တဲ့အချိန်မှာတော့ဒီအဓိကပြောချင်တာတော့သူကတရားလာထိုင်တဲ့လူတွေရဲ့ဆွေမျိုးသားသမီးတွေဖြစ်တဲ့အတွက်ပေါ့နော်အဲ့ဒါတွေကသူတို့အတွက်တအားကြီးဟိုမခက်ခဲဘူးเราจะมีวิธีการคัดเลือกเด็กซึ่งค่อนข้างเคร่งครัดเยอะเหมือนกันวิชาก็คือเราเรียนเหมือนวิชาสามัญทั่วไปที่โรงเรียนข้างนอกเขาเรียนมีคณิตศาสตร์วิทยาศาสตร์สังคมภาษาไทยภาษาอังกฤษเหมือนกับทุกอย่างกับโรงเรียนเพราะเราจะต้องไปสอบแข่งขันเข้ามหาวิทยาลัยเหมือนเขาเหมือนกันแต่เรามาเน้นเรื่องของศีลธรรมเรื่องของการอยู่ร่วมกันเรื่องของการฝึกจิตใจนิสัยอะไรต่างๆอันนี้มากกว่าแล้วก็มาเน้นเรื่องการทำงานช่วยเหลือกันอะไรแต่อะไรเนี่ยมากกว่าส่วนวิชาการมันไม่ยากหรอกเรามีครูประจำอยู่ทุกวิชาเลยပါလာရက်ပိုင်းဆိုင်ရပါတော့ပါလာရက်တော့ဒီအပြင်ရရှိတဲ့ဒီတင်ယုံညွန်းတဲ့ပုံစံလိုမျိုးပဲတိတ်ပံသမိုင်းလူမှုတွေအဲ့ဒါအားလုံးပါတယ်ပေါ့နော်အားလုံးပါတယ်ဒါပေမဲ့သူတို့အဓိကဒီမှာပါထူးခြားလဲဆိုတော့ဒီဟိုပါပေါ့နော်ဒီလူတယောက်ကိုအလုပ်လုပ်တဲ့အပိုင်းမှာအဓိကဟိုပို့ပြီးတော့ဦးစားပေးတယ်ပြီးတော့အတိုင်းဝိုင်းမှာကိုကျိုးစွန့်ပြီးတော့အကျိုးပြုနိုင်တဲ့စိတ်သက်တွေကိုလေ့ကျင့်ပေးတယ်ပေါ့နောက်တစ်ခုကဒီသူကပါမြင်လဲဆိုတော့ဒီတကယ်ဟောမလို့အစိုးရတင်ညွှန်းတိုင်းပိုင်းတင်မယ်ဆိုရင်အဲ့ဒါဘာမှမခက်ဘူးတော့အဲ့ဒါဘာမှမခက်ဘူးလွယ်တယ်ပေါ့ဒါပေမဲ့အဓိကသူတို့ចောင်းသူចောင်းသားတွေကိုစီကံရှိအောင်ပြီးတော့ကိုကျိုးစွန့်တတ်အောင်အဲ့ဒါကြီးအဓိကတင်ပေးတယ်ပေါ့ဟုတ်အဲ့ဒါပဲคำถามที่3นะเดี๋ยวให้จบก่อนให้จบคำถามเดี๋ยวนิดนึงนะแล้วเรียนจบที่นี่จบแล้วไปทำอะไรต่อใช่ไหมที่นี่เรียนจบแล้วเนี่ยไปเข้าสมัครทำงานที่ไหนเนี่ยง่ายมากบางทีเข้ามาจองตัวเลยเพราะเด็กของเรามีคุณภาพอย่างน้อยความซื่อสัตย์ความขยันความเสียสละของเราอบรมเรื่องนี้ไว้สูงแล้วก็ไปเข้าทำงานอะไรต่างๆก็ง่ายแล้วก็มีบางส่วนซึ่งไม่ไปทำงานที่ไหนก็มาอยู่กับพวกเราต่อมาสอนรุ่นน้องต่อมาช่วยงานเรื่องการศึกษาเรื่องทางวัดบ้างอะไรบ้างมีหลายแล้วแต่เขาจะเลือกแล้วเราไม่ได้บังคับว่าคุณเรียนจบจากเราแล้วเนี่ยคุณต้องมาใช้ทุนนะต้องมาทำงานให้เราก่อนนะไม่มีจบแล้วอิสระคุณจะไปที่ไหนจะไปเรียนต่อหรือจะไปทำอะไรไม่ว่ากันပြီးသွားတဲ့အကြောင်းဒီကြောင်းသားတွေပေါ့နော်အမှဒီမှာအများအားဖြင့်အလုပ်လုပ်ဗာလေအလုပ်လုပ်တဲ့နေရာမှာသူတို့တအားလို့ရှင်တယ်ပေါ့အဓိကသူတို့ပါရှိလဲဆိုတော့သူတို့ကြောင်းသားတွေတအားယူသားတယ်ပေါ့နော်ယူသားတဲ့အပေါ်မူတည်ပြီးတော့ဟိုတချို့တစ်ခါတွေမှာအလုပ်တွေပေါ့တခြားရင်လည်းရလွယ်တယ်ပြီးတော့နောက်တစ်ခုကဟိုတချို့နေရာမှာဆိုရင်ဒီမှာလာပြီးတော့ဟိုပါပေါ့နော်လူအလုပ်သမားလူတယ်ဟိုပေါ့နော်
stop လို့လေဆိုတော့လာပြီးတော့ပြောတာရှိရပေါ့ပြီးတော့နောက်တချို့ကနေပြီးတော့ဒီเจ้าကိုပြန်လာပြီးတော့အကျိုးပေါ့နော်အကျိုးပြုတဲ့အနေနဲ့ပေါ့နော်ဆရာမအဖြစ်နဲ့လာတင်ပြီးတယ်တခုခုပေါ့နော်အကျိုးပြုနိုင်တဲ့ဟာပြန်လာလုပ်ပြီးတာရှိရပေါ့ဒါပေမဲ့တခုကသူတို့ကမင်းတို့ပြန်လာရမယ်မင်းတို့ဒီမှာပြီးသွားဘယ်နှစ်ပြန်လာနေရမယ်ဆိုတော့ဒီအဲ့ပုံစံတော့မရှိဘူးပေါ့အဲ့ဒါသူတို့တပေါ်ပဲသူတို့တွားရှင်းနေတာတွားလို့ရတယ်ပေါ့ส่วนใหญ่ก็ไปสอบเข้าเรียนมหาวิทยาลัยเยอะจบไปเป็นหมอก็มีไปเป็นผู้พิพากษาไปเป็นนักกฎหมายไปเป็นอะไรก็หลายคนဒီကနေပြီးတော့ပေါ့နော်ဒီအထက်တန်းပြီးတော့ဒီတက်ကရိုဝင်တယ်အမှဆရာဝန်တွေရှိရယ်ပြီးတော့တချို့ပေါ့နော်lawyer တွေရှိရယ်ပြီးတော့တချို့တွေလည်းဒီဆရာမတွေတော့ဖြစ်တဲ့ဟာလည်းများတယ်ပေါ့ဟုတ်တခုကလေဒီကလေးတွေကိုတင်တဲ့ဆရာမတွေကိုလေ training ဘယ်လိုပေးလဲပေါ့ဘယ်သူတွေကပေးလဲပေါ့နော်အဲ့ဒါတခုရနောက်တစ်ခုကတော့ class size လေစာသင်ခန်းထုမှာကလေးဘယ်နှယောက်ထားပြီးတော့သင်ပေးလဲပေါ့နော်နောက်တစ်ခုကတော့လေအခုလိုမျိုးလွတ်လပ်ဖုံတို့ကြောင်းလွတ်လပ်အဲ့လိုလုပ်နိုင်ဖို့လေအမအစိုးရကမှမူဝါဒအရာဗန္ဒာရေးအရာဤပညာအရာနောက်အတိမတ်ပြုမှုအရာလေအဲ့မှာဘယ်လောက်တိုင်းတာထိပါဝင်ဘယ်လိုကူညီသွားတာရှိလားပေါ့ရှိရဆိုသိချင်ပါတယ်လို့ဘယ်လိုပုံစံနဲ့ကူညီလဲครับก็คือเรามีใครมาสอนให้หรือว่าเขามีพื้นฐานอะไรบ้างอะไรเงี้ยคือหมายการพัฒนาบุคลากรของครูมีแบบไหนบ้างครับครับการอบรมครูครับผมครูของเราเนี่ยคือส่วนใหญ่ก็จบปริญญาตรีมาทั้งนั้นเลยอย่างน้อยก็ปริญญาตรีปริญญาโทมีเยอะแยะแล้วการอบรมเพิ่มเติมเราจะมีการสัมมนากันอยู่เรื่อยๆสัมมนาครูก็มีครูหรือมีผู้ที่เชี่ยวชาญหรือว่าเก่งเนี่ยก็จะมาแนะนำเพราะเราขึ้นอยู่กับกระทรวงศึกษาอยู่แล้วก็จะมีคณะประเมินผลคณะของกระทรวงศึกษาอะไรต่างๆเนี่ยก็มาสัมมนามาแนะนำมาอะไรอยู่ตลอดเวลานี้ไม่ต้องห่วงครับအဓိကဆရာမတွေကသူကပွဲရပြီးသားဆရာမဖြစ်တယ်ပေါ့အဲ့ဒါကြောင့်သူတို့စီမှာ basic skill တွေရှိပြီးသားပေါ့နော်ဒါပေမဲ့နောက်တစ်ခုကသူတို့ပါလုပ်လဲဆိုအများနဲ့မျိုး conference လိုမျိုးပေါ့နော် workshop လိုမျိုးအများနဲ့ဆရာမတွေရဲ့ skill ကိုဖြည့်ဖို့တွက်ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီနိုင်ငံ education ministry ကနေပြီးတော့ဗာလဲအကူအညီရတယ်ပေါ့ဒီဆရာမတွေရဲ့ဘယ်လိုskill တွေကိုထပ်တိုးမြင့်ဖို့ပေါ့နော်แล้วคำถามอีกอันหนึ่งแต่ละห้องเรียนนี่มีกี่คนแล้วแบ่งยังไงครับหมายว่าขนาดของห้องเรียนก็ตามขนาดของชั้นบางชั้นก็10คน15คน20คนไปแล้วแต่เราบอกไม่ได้มันมีหลายชั้นไงตั้งแต่ม.1 ถึงม.6 แล้วก็จะมีครูประจำชั้นแต่ละชั้นมากน้อยแล้วแต่ว่าจำนวนปริมาณอันนี้จำไม่ได้หรอกมีหลายชั้นแล้วมีไหมว่าห้ามเกินกี่คนอะไรอย่างเงี้ยไม่คือเรากำหนดไว้ตั้งแต่สอบเข้าแล้วไงเรารู้อยู่แล้วว่าเราจะรับเด็กได้กี่คนนะใครมาสอบที่นี่เนี่ยคุณจะจบม.2 ม.3 ม.4 มาแล้วแต่ถ้ามาสอบได้ที่นี่แล้วเนี่ยมีข้อตกลงกันว่าคุณจะต้องมาเริ่มม.1 ใหม่ต้องมาเริ่มม.1 ใหม่เพราะเราจะต้องอบรมคุณตั้งแต่เริ่มต้นเลยเข้าใจไหมต้องมาเริ่มม.1 ใหม่เราก็มาสตาร์ทม.1 ใหม่ก็เริ่มตั้งแต่ม.1 เราก็จะรู้แล้วว่าม.2 มันกี่คนม.3 กี่คนจำนวนมันจะพอดีเราไม่ใช่มารับเรื่อยเปื่อยหรือไม่มีข้อกำหนดจะมีพอดีชั้นของเราจะไม่รับเด็กเกินชั้นเรียนပေါ့ဒီအတိကတော့သူအများဖြင့်ရှိရတော့9ယောက်10ယောက်15ယောက်အဲ့လိုမျိုးတွေရှိရပေါ့ကျွန်တော်ကဗာဆက်မိလဲဆိုတော့အမှဗာလဲတတ်မှတ်ထားရှိလာပေါ့ဘလောက်ထဲမကြော်ရအောင်ဆိုတော့အဲ့တတ်မှတ်ထားတော့မရှိဘူးဒါပေမဲ့သူကပါတိလဲဆိုတနစ်လက်ခံမဲ့ចောင်းသားတွေကဟိုပါနော်ဒီသူရဲ့ရှိထားတဲ့ဆရာမတွေရဲ့ဟိုပါပေါ့နော်အကြီးတွက်နဲ့ပို့ပြီးတော့မကြော်အောင်ကျူးစားပြီးတော့ယူတယ်ပေါ့ဥမာတချို့ကလေးတွေကအပြင်မှာဥမာ8တန်းပေါ့နော်8တန်းပြီးလာတယ်ဒီမှာလာဖြည့်ပြီးတော့ဒီမှာလာဝင်မယ်ဆိုရင်သူတို့စီမှာဒီဟောပါတော့သူ agreement လေးရှိရပေါ့ဒီမှာလာရင်အဲ9တန်းနေပြန်စရမယ်ပေါ့အဲ့မျိုးပြန်စတဲ့အဲ့မျိုးပြန်စတဲ့အလေးထားလေးရှိရောပေါ့သူတနေ့စာမှာတတန်းမှာဘယ်နှယောက်ရှိတင်လဲဆိုတော့သူကအဓိကကြည့်ပြီးတော့ယူတယ်ပေါ့အများကြီးမယူပေါ့เกี่ยวกับเรื่องของคุณภาพของครูเนี่ยตอนนี้เราครูที่อยู่ประจำกับเราเนี่ยกำลังทำปริญญาโทปริญญาเอกนี่เยอะเลยเพราะนั้นเรื่องของความรู้เพิ่มเติมของครูนี่ไม่ต้องห่วงเยอะพอเหลือนั่นเลยเพราะเราพัฒนากันอยู่เรื่อยๆแล้วเขาก็ไปเรียนเพิ่มเติมไปสอบเข้าสอบเรียนต่ออะไรกันอยู่หมายถึงพวกครูนะ
ပြီးတော့ခုနဆရာမတွေရဲ့ဟိုပါဘောနော်အပိုင်းမှာလဲသူတို့ကအဲ့ဒါတော့စိတ်မပူရအောင်ဘာဖြစ်လို့ဆိုတော့ဒီကျောင်းဆရာမတွေလည်းဒီဥမာ master degree တို့အမျိုးပွဲလို့နော်အမျိုးဆက်ပြီးတော့လေ့လာနေတဲ့လူတွေများတယ်ပေါ့အဲအကြောင်းကလေးတွေကိုတင် जा ဖို့အတွက်သူတို့ရဲ့ဒီကျွမ်းကျင်မှုကတော့တိတ်ပြီးတော့စိတ်ပူဆံမလို့คำถามที่3แล้วก็ช่วงแรกๆทำหรือช่วงกำตอนเนี้ยครับผมปัจจุบันนี้ช่วงแรกๆทำมีปัญหากับรัฐบาลที่การสนับสนุนหรือเหมือน เป็นบางที่นะบางที่ก็ยังไม่ค่อยเข้าใจเรา